ပြောနေအိမ်ကမရင်နဲ့ရွာဥပုဆောင်တိုင်းကြိုက်နေကြတာမသိဘူးနော် ဟေးအငယ်မအဲ့ဒါနေနဲ့ဆိုင်လို့လားကြားရတယ်ကြားနေပါဦးဒီဒီ ဘာပြောနေချဲ့ကြည့်မဒီလိုလေခိုးထောင်တဲ့သားတွေနဲ့ကြိတ်နေဆိုဒီလိုလေကြက်ကြက်သေးထမ်းတော့အမေမဟုတ်တာပြောပြန်နေအမေကလေသမီးတို့ဆိုလို့ရှိရင်စူးဖို့ပဲသမီးတို့မှဇေယျဝီတင်မမိပြန်လာလေအိမ်ရောက်လို့ရှိရင်လေအဆူခံရတယ်သမီးတို့အဲ့ရဲသမိုင်းနဲ့ဘာလို့ကြိုက်ရမှာလဲအမေရဲ့ အမေသမီးတို့ကလည်းအိမ်အောင်ပြုတ်တဲ့အရွယ်ရောက်နေပါပြီအမေရဲ့အမေပြောတဲ့အရက်သမားရင်နဲ့သမီးတို့တွေကကြိုက်တာမကြိုက်ရသေးဘူးဟုတ်တယ်မလားမိုင်းအမေရဲ့ကြိုက်လားမကြိုက်လားတော့မသိပါဘူးသမီးရှိတယ်မှာပဲအမတွေဒီသားစကားလိုက်ပြောနေတာ ဟေးအငယ်မနင်အတော့တော့မလုံးနဲ့နော်ဟေးအဲ့အကောင်နေလေကြိုက်လို့ရတာငါနဲ့တွဲပြီဟဲ့ဟုတ်ကဲ့ဟာလေ လူမနေအောင်ငါတို့ပထမတစ်ခါဖြေတော့ရှောင်ထွက်သွားတယ်ဒီတော့တော့ငါတို့ကိုဖြေပေးပါနော် ဘာကိစ္စပြေးရပါညီတို့ညီကူညောက်ဒီလောက်မူးယူနေတာ လူကဖြေပေးမယ်ဆိုရင်ငါညီကိုနေတော့မတော့တော့ပါဘူးဒီခရီးပေးပါ ညီတို့ညီကူညောက်မတော့ကြငါတို့ဘယ်လိုယုံရပါဒီယုံ ယုံပါ ငါတို့တေချာစောင့်ကြည့်အောင်နော် ကြကြလား ရုံပါဟာညီတို့ညောချစ်လုံးတို့ငါတို့အရက်ဖြတ်ပေးမယ်ဟုတ်ပြီလား တကယ်ဖြတ်ပေးပါမယ် ညီတို့တောက်တော့ဆိုငါတို့တကယ်သိရငါတို့စောင့်ကြည့်အောင်တို့ရဲတော့တောက်တော့ဆိုပြီးတော့စဉ်းစားပြီးပါလေ အဖေခေါ်လိုက်အောင်လေငါရှိဖို့လေဆောက်ပါရဟာကာမပေါ်သူကြီးရဲ့ ဘုရားဒီမှာတဲလေးနဲ့လက်ရဒီမှာလေးလက်ရ အဲ့ဒါကင်းဆွေမျိုးမင်းဟာကျုပ် ဘာလဲဘာလဲဘာလဲစားမယ် ညို့ဟိုညို့ခုဒီမလာလေးပါလားမိုးလဲချုပ်ထားသမင်းသားကြည့်ကွာ ဖေရဲ့ဒီချိန်ထိပြန်မလာသေးဘူးဆိုတော့ဒီကောင်လေးတောက်စားမူးရင်နေမှာဗောဖေကဖေစားစရာရှိတာစားတယ်ပါဗျာဒီကောင်လေးအကြောင်းတွေးနေလေအဖေဘိုက်လေးခိုးသွားလိုက်မယ်နော်ဖေနော်စားရရှိတာဟုတ်တယ် အောင်းလိုက်တာ ကောင်းပါကောင်းပါဝေကောင်းလား ငါကောင်းလို့ပြောတာမလို့အသမီးလက်ရပြောတာမလို့ပြောတယ်မလို့ ဖဲစားပြီးပြီးတို့စရာလေး အဖေရဲ့သားလူလိုက်မကြီးပြန်လာပါပြီဗျ ဟိုမှန်ကြောင်း ပါပဲအဖေသားလေးလာပြီမူးလာပြီနဲ့တွေ့ပြီ မင်းတို့ကောင်တွေကလာပြန်လာရင်ကောင်းကောင်းကိုမလာဘူးအရက်ကလေးတနန်းနန်းနဲ့မင်းတို့မိဘကိုကောင်းကျိုးပေးတဲ့ကောင်တွေမဟုတ်ဘူးနော် ဘာလဲဖေကဘာလဲအဖေကသားတော်ကိုညှိုးနေတာလား ဟောဟာမင်းတို့ညွှန်းညင်းတာမဟုတ်ဘူးငါ့ကိုပုံမင်းတို့မကောင်းလို့မကောင်းပြောတာကွာ အဖေကဘာလဲအိမ်မှာရှိတဲ့သားသမီးရလဲအဖေကသားသမီးထင်းရလားအပြင်မှာရှိတဲ့သားတယောက်ကလည်းအဖေကသားနေပါဗျ အဖေကကျွန်တော်တို့အမြဲနှိမ့်နေကျွန်တော်တို့ကဒီမိသားစုဆက်ဝလုံးဝဖြစ်နေလို့ပါဖေး ဖေဖေမဲပါမင်းဘာသာပြောလိုက်တာဟမ်ဖေမင်းပြောတဲ့စကားကလေငါ့ကိုစော်ကားတာလည်းမကောင်းဘူးကွာမင်းအဖေကစော်ကားတယ်လို့ဖြစ်နေပြီကွာဖေငါဘာမှပြန်မပြောနဲ့ဒီတိုင်းနေနေရလေမင်းအကားမှတ်နေတာဟမ်တရတရတော့မင်းအဖေစီကိုလာလိုက်လက်ပြပြီးပတ်သက်တောင်းလိုက်အရက်တော့တောက်လိုက်နောက်နေ့လာတဲ့ဒီတိုင်းပဲမင်းတို့မရှာရဘူးလားဟမ်ကြီးကောင်ကြီးမနဲ့ကွာတော်ရှက်ဖို့ကောင်းတဲ့ကောင်းတွေ ဟဲ့အောင်နေမင်းအိမ်မှာလောက်တွေ့ရဆိုပြီးတော့ညှိုးနေတာလားကွာ ဟဲ့တော်ကြီးတော်ကြီးတော့ငါပေးချင်တာတော့မျိုးပါတယ်ကွာငါအခုလေဘယ်ရစ်ခိုးပြီးတယ်ငါသိကြလာပြခဲ့ငါသိကြလာပြခဲ့
တော့ပြသေးဟောလေဒီတော့ငါကောင်ငါရှိတော့ရက်တည်နေနေကွာဆိုပြီးတော့ဘင်းတော့ဘာလဲဝင်းနေတာလားရှင်းပြတော့တာလားဟုတ်လားအကူအပြီပေါ့ဟေးအကူရခေါ်ရင်မင်းဦးအိမ်မထဲကောကွာထဲကောပါ ရရအဖေပြောကြမလို့ပါဘူးတားတော့ဆင်းပါပါဟဲ့အောင်နေမင်းတက်ကြည်ထမ်းတော့တနေ့ငါအကြောင်းသိမယ်နားနေလာရရေဟုတ်လား အေးဒီပြောမှာဒီရောက်ဈေးထဲမှာတွားတော့ရှာနေတယ်ဒီနေ့ဈေးပြည့်ရဆိုတာသူတို့သိရသိတယ်အမေကစိတ်ကူရပါတယ်ကြာချက်တင်ဆောင်လို့လို့ အမေဟဲ့အမေသမီးကကိုဖုန်းနဲ့ရောက်ပြောနေကြတယ် ရပါဖြစ်နေဒီနေ့လည်းငါပါတယ်ဒီတော့ဘာဖြစ်နေကြ အမ ဘာဖြစ်နေပြော အမကသမီးလေးကိုဖိုင်နဲ့သဘောမတူနိုင်ဘူးနော် ဘာဖြစ်နေတာ နေဘာလို့ဝင်ဆက်နေရလဲငါတို့ကြားတယ် ငါပြောတာဘာဖြစ်နေကြဘာဖြစ်ဘူးဒီတော့ဒီအချက်သမားတွေလည်းကြိုက်ကြိုက်ငါကတော့မတူဘူးလို့ပြောတယ်အရင်တခါညီတို့အစ်ချတယ်ညီတို့ပြန်တက်လာငါညီတို့ကလောက်ကျွေးတယ်ဆိုပြီးတော့ညီတို့ကောက်ပါလေမအေးတို့ခါပေးဖို့ညီတို့ပြန်တက်လာတာဒီလိုကောက်ပြောတယ်ဒီလိုအချက်သမားတွေညီတို့အဲ့လိုတွေမှကြိုက်ရလား